ကဲမနေ့ကတော့ iPhone 40 Plus လေးပေါ့နော်ကျွန်တော်တို့ရှိမှာဒါပေါ့နော် customer ပြုတ်ကြပြီးတော့ဒီ backlight ကို body ရောဒီမှာကွေးတော့ရပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော် original frame နဲ့ကျွန်တော် original clip ပေါ့နော် backlight လေးကျွန်တော်ပြန်ထည့်ပေးလိုက်တာဖြစ်ပါတယ်လုံးဝမိုက်ပါတယ်နော်လုံးဝကဲကျွန်တော်တို့40 Plus လေးကိုကျွန်တော်ဒီမှာ body ချိန်မယ်ဆိုတော့ဒီ backlight လေးခွာလိုက်ပြီပေါ့နော်backlight ခွာပြီးတော့မှကျွန်တော်ဒီမှာရှိရဲ့ backlight လေးကိုဖြုတ်လိုက်မယ်ပြီးရင် battery socket လေးဖြုတ်မှာပေါ့နော်ဒါဘက်ထရီဒါဒီဘက်ကတော့ဘက်ထရီ socket လေးပါနော်ဒီ socket လေးပြင်တော့ဖြုတ်လိုက်โอเคပေါင်းဖြုတ်လိုက်နော်ဖြုတ်လိုက်ဘက်ထရီ socket လေးဖြုတ်လိုက်နော်ဘက်ထရီ socket ကိုတော့ကျွန်တော်လက်နဲ့ပဲခွာလိုက်ပါနော်နော်โอเคဒါကျွန်တော်နောက်ချမ်းလေးကိုရင်ခွာတာပေါ့နော်ခွာပြီးဒီဘက်ဘေးမှာတန်ရှင်းလုပ်မယ်ပြီးရင်ကျွန်တော်အရှိမှန်လည်းခွာမယ်ပေါ့နော်ပြီး body train ကိုနေတော့ body train တစ်ခုလုံးပြန်လဲမှာဖြစ်ပါတယ်โอเคတန်ရှင်းလုပ်လိုက်ပါနော်ကဲကြာတော့ကျွန်တော်တို့ရှင်းမှန်လေးခွာပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ရှင်းမှန်လေးဖြုတ်မယ်ဘက်ထရီ socket လေးဖြုတ်မယ်ရှင်းမှန်လေးဖြုတ်ပြီးတော့မှကျွန်တော်တို့ရှင်းမှာဝယ်ထားရပေါ့နော် original body လေးပြန်ထည့်မှာဖြစ်ပါတယ်ကျွန်တော် body လေးနမူနာပြပေးမယ်နော်ကျွန်တော်ဒီမှာပေါ့နော်ဒါကတော့ကျွန်တော်ထည့်ပေးမယ်ဒီ original body နဲ့ backlight လေးဖြစ်ပါတယ်နော် body လေးမှာပေါ့နော်ဒါကတော့ရေလုံးစီးလေးပါအဲ့တော့ကျွန်တော်ဒါကတော့ body frame လေးပေါ့နော်အဲ့တော့လူချင်းမင်းတို့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် original pad တွေကိုဒါကျွန်တော်တို့ရှိမှာပြန်ပြီးတော့မှသုံးပေးပါတယ်ဒါ quality ကောင်းတဲ့ဟာလေးပေါ့နော်ကဲကျွန်တော်ဒီမှာမှန်ခွာပြီးတော့ကျွန်တော်တလက်စားရပါပြောပေးမလဲဆိုကျွန်တော်ရှိမှာမှန်ခွာလိုက်တဲ့အနေထားမှာဒီလိုမျိုးလေးပေါ့အခုမှဆက်လုပ်မဲ့လူတွေပေါ့နော်ဒီလိုမျိုးလေးတွေဝယ်ထားတင်ပါတယ်နော်ဒါမှန်ခွာတဲ့နေရာမှာသုံးတဲ့ဟာလေးပေါ့နော်ဒီလိုမျိုးလေးထည့်ပြီးတော့မှကလန့်ပြီးတော့မှသုံးတဲ့ဟာလေးပေါ့ဒါပေမဲ့မှန်တော့ဘေးဘက်တွေတော့ပူတော့ရင်ပေးရမှာပေါ့နော်ရန် plane တော့တောက်ခွာလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီကောင်လည်း break ထားနေရမှာပေါ့နော်ဒီကောင်လေးသုံးတာတော့ပိုအဆင်ပြေပါတယ်ဒါကတော့ကျွန်တော်လုပ်နေတဲ့နီလန်လေးပေါ့နော်ဒါမျှဝေပေးတာပေါ့နော်ခင်ဗျားတို့ကကြိုက်တာနဲ့လုပ်လို့ရတယ်ပေါ့နော်လူချင်းမင်းတို့ကျွန်တော်ဒါလေးကိုလဲပြီးသွားရင်ဗီဒီယိုလေးအတစ်ထပ်မှတ်ပြီးတော့မှရိုက်ပြီးမှဖြစ်ပါတယ်ဒါ40 Plus လေးပါနော်โอเคကျေးဇူးများတင်ပါတယ်ကဲမနေ့ကတော့ iPhone 40 Plus လေးပေါ့နော်ကျွန်တော်တို့ရှိမှာဒါပေါ့နော်